strawberry စားချေပဲ strawberry ခူးနေတယ်ဒီမှာ strawberry ချန်ထဲမှာ strawberry ချန်ထဲမှာ strawberry ခူးနေပါတယ်အလုံးတွေကတိတ်မကြည့်ဘူးဒါပေမဲ့ဒီမှာကြည့်အောင်အဲ့လိုခူးရတယ် strawberry ခူးတယ်ဆိုတာစိတ်ပြီးမှခူးရတယ်ဒီမှာကြည့်အောင်ဝါcherry တဲ့ strawberry အပေအောက်မှာ strawberry လာခူးတာပေါင်းပြီးဝတ်ပြီးမှလာခဲ့တာအပေပေါ်တက်ဖို့ဒါပေမဲ့ strawberry ကအောက်ခြေမှာပဲရှိနေတော့အဲ့လိုပဲခူးရတော့တယ်ကွယ်ဒီမှာကြည့်အောင်ဝါလာတယ်โอเคရပြီနောက်တစ်လုံးပါโอเคအတီးရလေအကြီးလည်းမတွေ့ဘူးကိုရှောက်တဲ့လမ်းဝါးဒီမှာရှိလားဒါတေးလေးခုတော့တေးလေးဆိုကြီးပါဦးရကမိုင်းအော်ခွတ်မမောပုတ်ကွာတက်မလိုက်ခင်းတော့ယူနော်ပြောဒါချာခဲကခက်တယ်မယ်1 2 3ဘုကမချစ်တဲ့စနော်ပြောโอเคနေတာနော်ဒီမှာဟုတ်ပါတယ် strawberry ခူးနေကြတယ်ကိုကွက်ကောက်နေဟိုမှာကြည့်ပါကောလို့ကွက်ကောက်နေမမဲတဲ့ဟာလေးခူးရပါတယ်မမဲတဲ့ဟာလေးခူးရတယ်ဘာလို့လဲဆွေတာချလေးယူပြန်မှာမဟုတ်လို့ဖြစ်တယ်အေးရကလေးတွေစောင့်မျှော်နေတဲ့ strawberry တီးလေးတွေခူးနေပါပြီကွယ်အော်ဒီဖက်တရောက်လားအော်ဟေးကော်ပီထုတ်ချီဦးကြလို့ပြောချောဟေးအဲ့လိုခူးရတယ်မကျဲမလဲတလုံးခူးလိုက်အဲ့မှာအေးခိုးလားအေးဟဲ့ကြကတဲ့ရယ်strawberry ချမ်းကိုချမ်းမဟုတ်တဲ့သူများချမ်းမတဲ့ပုံလာရိုက်ပါတယ်ကြည့်အောင်အေးကိုရဘယ်လဲကိုရချစ်ပဲဟာချိုးပဲတက်ချစ်ဘာကိုရပြမဒီမှာချီလာလိုက်တာဒီတယ်